ကိုဗီဒိုရန်ဆော့ရင်အာလီဂိမ်းအရန်တာပြီးတော့မှလက်ဂိမ်းမှာဖေးပြီးရှုံးသွားတာမျိုးတွေကြုံဘူးလားဘရာကဆိုလိုဆော့ရဆိုရင်တော့ခဏခဏကြုံဘူးလိမ့်မယ်ဆိုတော့ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတာကိုတစ်ချက်ပြောပြမယ်ပထမဆုံးအချက်အနေနဲ့ကမတ်မကြည့်တာပါကိုကဘာလို့ပဲဆော့ဆော့မဖြစ်မနေလောက်အောင်မဲ့အလုပ်တစ်ခုကမတ်ကြည့်တာပါမတ်ဆိုတာဂိမ်းတိုင်းအတွက်အရန်ကိုအရေးကြီးတယ်ဗျမီနီမတ်ပါလို့ပဲဂိမ်းဆိုတာလက်တွေဘွားထက်လွယ်ကူနေတာဗျလက်တွေဘွားမှာကျတော့ဂိမ်းတွေမျိုးမတ်မပါတဲ့အတွက်ဘာလို့ဘာကိုင်းမှမသိအများနဲ့လမ်းပြောင်းနေတာပေါ့ချန်ငယ်ထဲမှာဘတ်စားနေပဲဖြစ်ဖြစ် EP မှာဘိုင်1ပြီးနေလို့ဖြစ်ဖြစ်ဘိုးလိမ့်မှာခရီးစားနေပဲဖြစ်ဖြစ်မတ်ကိုမကြောင်မကြာကြည့်ပေးရပါမယ်တကယ်လို့ enemy တွေ map ပေါ်မှာပျောက်သွားရင်တော့ဒါ brother ကိုလာတီးတော့မှာပါတကယ်လို့ကိုက map မကြည့်ဘဲနဲ့လိန်ကိုမြန်မာလိုကြီးတွားရှင်းနေရဆိုရင်တော့ကိုထိုင်နေကိုကံပါပဲ brother ကြီးဒုတိယအချက်အနေနဲ့ကနောက်ပွဲအတွက်ကြိုဖန်းနေတဲ့ဂျန်ဂလာတွေပါနေတာပါ enemy ကအကုန်ရှောနေတဲ့အချိန်မှာလောမတက်တာဝါမချိုးဘဲနဲ့ဘက်ပြေးစားတဲ့အချင်းစိုးဂျန်ဂလာလေးတွေပါနေတာပါအဲ့ဒီအတွက်ကြောင့်ပဲ enemy ကိုအချိန်အရန်ပေးတယ်လို့ဖြစ်တယ်နောက်ပိုင်း enemy ကပြန်ဖက်လာတဲ့အချိန်မှာဆော့ရတာအရန်ခတ်တော့တာပဲတတိယအချက်အနေနဲ့ကတော့ Superman အရန်လောက်တာအားလီမှာတည်တယ်ဆိုတော့ response time ဘယ်လောက်မှမကြားတဲ့အတွက်တိတ်ကိစ္စမရှိဘူးဗျာဒါပေမဲ့ပွဲချိန်ကြာလာတဲ့အမျှ response time ကြီးကကြာလာမှာဖြစ်တဲ့အတွက်ကိုကလက်ဂိမ်းမှာဖင်ရပြီးတိတ်သွားမိတယ်ဆိုရင်တော့ကိုယ့်ရဲ့ response time ကြီးကတက်တော့9ပိုးလောက်ကိုထိုင်ကြည့်လို့ရတယ်ဗျာဒီချက်ကြောင့်ပဲအားလီမှာကလေးကတခါမှမတည်ပဲဆော့လာခဲ့ပြီးတော့မှလက်ဂိမ်းရောက်မှတခါလေးတည်မိရတယ်တန်းရှုံးရမျိုးတွေရှိရဗျာစလုဒအချက်အနေနဲ့ကတော့ drop it ပါကိုထင်းကအားလီဂိမ်း damage ထွက်တဲ့ hero တွေပစ်ပြီးတော့မှလက်ဂိမ်း damage မရှိဘူးဆိုရင်လက်ဂိမ်းရောက်လာတဲ့အမျှဟိုဘက်ကလက်ဂိမ်း maxman တွေကိုဖင်ဆုပ်အောင်ပစ်မှာပါဆိုတော့ကိုထင်းမှာလက်ဂိမ်း hero ပါမလားလို့ဆိုရင်ကိုကအားလီဒါမှမဟုတ်ရင်မိတ်ဂိမ်းလောက်မှာကလေးကမြင်မြင်အမ်းဖို့စူးစမ်းတာအကောင်းဆုံးပါနောက်ဆုံးအချက်အနေနဲ့ကတော့စောင်းရန်စပန်တဲ့ကောင်တွေပါလာတာပါ quick chat တွေဆိုတာစပန်ပုံထားတာမဟုတ်ပါဘူးဒီစောင်းရန်စပန်နဲ့ toxic bear တွေက thank you good game well play ဒါတွေကိုစောင်းရန်စပန်ပြီးတော့မှထင်းကိုအာရုံအောင်လုပ်တာပါတကယ်လို့ကိုကသူတို့တွားပြီးအတန်းရှင်းပေးမိမယ်ဆိုရင်ဒီအောင်တွေကပိုဆိုးလာမှာပါအဲ့တော့တွားပြီးအတန်းရှင်းမပေးပါနဲ့လောက်ရမှာနှစ်ခုပဲရှိပါတယ်ပထမတစ်ခုကမြူထားလိုက်ပါဒုတိယတစ်ခုကတော့ surrender လိုက်ပါဒီဗီဒီယိုအရန်ရှိတော့မှဆိုလို့ကိုပြီး9ခုပဲထည့်ထားတာပါ channel တွေတော့ brother တို့ပဲရေးခဲ့လိုက်တော့ဗျာဒီလို mobile legend နဲ့ပတ်သက်တဲ့ content တွေကိုစိတ်ဝင်စားရဆိုရင်ကိုပြီးရဲ့ channel တွေကို follow နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ် bye bye